ကြုံဘူးကြလားတော့မသိဘူးကိုကမျက်စိနဲ့လဲမြင်လိုက်တယ်နားကြီးနဲ့လဲကြားလိုက်တယ်လုံးဝသေချာနေတဲ့ကိစ္စကြီးတစ်ခုမဟုတ်ပါဘူးဆိုပြီးတော့ပြန်ငင်းခံရတာလူတိုင်းကြုံဘူးမှာပါဒါပေမဲ့ဒီကားရဲ့အဖြစ်ပြကတော့ပို့ပြီးတော့အသေးနာဖို့ကောင်းပါဇက်ကားရဲ့မင်းသမီးနဲ့သူ့သားလေးနဲ့နှစ်ယောက်ဂျာမနီကနေပြီးတော့အမေရိကန်ကိုသွားဖို့တန်ယုံမှာစာရွက်စာတမ်းဘာညာလာလို့ပြီးတာနဲ့တန်းသွားလို့ရတော့မှာအချိန်မိနစ်ပိုင်းလေးမှာအတွင်းခလေးကပျောက်သွားတာကိုလဲရဲလုံခြုံရေးစတာတွေကိုလဲအကုန်အကြောင်းကြားတယ်ကွာသူတို့ကလဲဝိုင်းရှာပေးတယ်ဒါပေမဲ့လုံးဝမတွေ့တဲ့အပြင်ဘာပြောသေးလဲဆိုတော့တန်ယုံကိုစောင့်ဝင်လာတဲ့အဲ့ခလေးကအတူတူမပါလာခဲ့တာဟာတဲ့အပြရောင် channel J အစ်စ်မှာသွားကြည့်လို့ရပါတယ်ဘယ်လိုကြည့်ရမလဲဆိုတော့ကိုသိရဲ့ပင်ဗီဒီယိုနဲ့ bio မှာပြောပြပေးထားပါတယ်ခလေးအမေပဲယူနေလားတန်ယုံကလူတွေပဲယူနေရလားဒီကောင်းကိုကြည့်တဲ့လူပဲယူနေရလားဒါမှမဟုတ်တလောကလုံးခေါင်းကြောင်ဖြစ်နေရလားတေချာစမ်းစစ်ကြည့်ကျင်တယ်ဆိုရင်တော့တွားကြည့်လိုက်တော့ဇက်ကားလေးရဲ့နာမည်ဟာ Ace Territorial တွားကြည့်လိုက်တော့လေ